အစာအုပ်တွေကိုဖြိုချတာနဲ့ပတ်သက်ပြီးတင်ပြထားသမျှကိုအကုန်မေးလိုက်ပါဂျပန်နိုင်ငံမှာတော့မြန်မာတဲ့အစာအုပ်တွေကိုအခြားနိုင်ငံတွေလိုမျိုးဖောက်ခွဲဖျက်ဆီးတာမဟုတ်ပါဘူးအောက်ခြေကနေအပေါ်ကိုတဆင့်ချင်းစီဖြိုချဖျက်ဆီးတာမျိုးပါနိုင်ငံအများစုမှာမိုးမျှော်တိုက်တီးတွေကိုဖြိုချတဲ့အခါဖုံးမှုတွေနဲ့အတူမြို့ထဲမှာစူးညံတွင်တွေဟင်းထွန်နေတတ်ပါတယ်ဒါပေမဲ့ဂျပန်လူမျိုးတွေကချမ်းကအကစားလေးနဲ့ဆင်တူတဲ့အပေါ်ကနေအောက်ကိုဖြိုချတဲ့နည်းပညာကိုအသုံးပြုပါတယ်အောက်ခြေရဲ့အကွက်ကိုဂီရုတစိုက်ဆွဲထုတ်လိုက်ပြီးမြဲအစာအုပ်ကတော့ဆက်ရှိနေတာမျိုးပါလိုဝက်ချက်ကတော့အလွန်ကြီးမားတဲ့ဟိုက်ဒရိုလစ်ချက်တွေပါပဲဒီအားကောင်းတဲ့ကိရိယာတွေကမိုးမျှော်တိုက်ကြီးတစ်ခုလုံးရဲ့အလေးချိန်ကိုထိန်းထားပြီးအလုပ်သမားတွေကအောက်ဆုံးထက်ရဲ့တိုင်းတွေနဲ့မျက်နှာချက်တွေကိုတခေးထီးဖြိုချကြတာပါအောက်ဆုံးထက်တစ်ခုလုံးကိုရှင်းလင်းပြတာနဲ့ချက်တွေကအစာအုပ်ကိုနောက်ထပ်တစ်ခါစာညင်းတာစွာနှိမ်ချပြီးအဲ့ဒီလုပ်ငန်းစဉ်ကိုထက်တလဲလဲလှုပ်ဆောင်တာဖြစ်ပါတယ်အပြင်ကနေဖြတ်သွားဖြတ်လာလူတွေအတွက်တော့ဒါဟာမော်ပညာတစ်ခုလိုပါပဲအစာအုပ်ကတဖြည်းဖြည်းချင်းအောက်ကိုဆင်းသွားပြီးဘာဖုံမှုနဲ့စူးညံတမ်းမှကြံခမှာမဟုတ်ပါဘူးဒီနည်းပညာကပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေတဲ့အပြင်ဆောက်လုပ်ရေးအပစ္စည်း90%ကိုလည်းအဲ့ဒီနေရာမှာတင်ပြန်လည်အသုံးပြုနိုင်အောင်လှုပ်ဆောင်ပေးပါတယ်ဒါအပြင်တုံခါမှုနဲ့ညှိုက်ခတ်မှုတွေမရှိတဲ့အတွက်ဘေးပတ်ဝန်းကျင်ကအဆောက်အဦတွေအတွက်လည်းပုံမပေးခင်ပါတယ်ဂျပန်လူမျိုးတွေကဖြိုချမဲ့အဆောက်အဦကိုအတန်လုံးနဲ့အကာအကွယ်နဲ့လည်းဖုံးအုပ်ထားတာကြောင့်အနီးနားကလူတွေကတော့မိုးမျှော်တိုက်ကြီးကိုဖြိုချနေတယ်ဆိုတာကိုတော့သိလိုက်မှာမဟုတ်ပါဘူး